ကျွန်တော် coffee တစ်ခွက်ဆိုရင်73 gram နဲ့15 gram ကြားတယ်ဆိုအဆင်ပြေပါတယ်ခဏကျွန်တော်14 gram နီးပါးချိန်ထားတဲ့ coffee ကိုချိတ်ဆက်ထဲထည့်ပြီးချိတ်ပါမယ်သူအပေါ်ဖက်ပိုင်းမှာ coffee စေ့ထည့်ပြီးအောက်ဖက်မှာကျွန်တော်တို့အမုံအခြေအနေကိုပြန်ချိန်လို့ရပါတယ်ဒါကျွန်တော် coffee တောက်ဖို့ဆိုတော့ coffee ကိုနှုတ်လေးအစုံထားပြီးတော့အသေးဆုံးစိုက်ထားပြီးတော့ကြိတ်ပါမယ်ဆက်ကိုနှိပ်တိုက်ပြီးဆိုရင်လည်းလှုပ်စားလုပ်ပါပြီသူအမုံကြိတ်ပြီးတဲ့ coffee ကိုကျွန်တော်ဖြောပါမယ်အခုဒါလေးကဒီပုံစံတလောက်ထွက်လာတာပါအခုထွက်လာတဲ့ coffee မုံကိုကျွန်တော်တို့ဒီစက်ရင်အောက်ခြေကတစ်ပိုင်းကိုယူထုတ်လာပြီးတော့ဒီစတီးခွက်တွေကိုကျွန်တော်တို့ပြန်ထည့်ပါမယ်အမှသူအခန်းလေးတစ်ခုထည့်ပြီးတော့ကျွန်တော် coffee မုံကိုထည့်လိုက်ပါမယ်ခဏဖြောထားတာလေးအကုန်ထည့်လိုက်ပါတယ်ဘာလို့ဆိုကျွန်တော်က coffee တစ်ခွက်စာကြိတ်ထားတဲ့အတွက်ကြိတ်ထားတာလေးအကုန်လုံးထည့်လိုက်ပါတယ်ဒီခဏအခန်းလေးကိုဖယ်လိုက်ပြီးတော့ကျွန်တော်တို့သူပါလာတဲ့ဒီဖိတန်လေးနဲ့တေချာလေးဖိပေးလိုက်ပါတယ်ဖိပေးပြီးဆိုတော့ရပါပြီကျွန်တော်တို့ဆက်မှာပြန်တက်လိုက်ပါမယ်ဆက်ကတော့အရင်နဲ့ပဲဒီတိုင်းထားပြီးထည့်ပြီးရစ်လိုက်ပြီးဆိုတော့အဆင်ပြေပါပြီပြီးရင်ကျွန်တော်ဆက်အပေါ်မှာရေထည့်ပါမယ်ရေကတော့ကျွန်တော်တစ်ခွက်စာ80 ml ထည့်လိုက်ပါတယ်ပြီးရင်အဖုံးလေးကိုတေချာပြန်ပိတ်ပေးလိုက်ပါကျွန်တော်ဒီ ice americano လုံးမှာမလို့ရေခွက်တဲ့ကိုရေခဲနဲ့ရေနဲ့ထည့်ခဲ့ပါတယ်ဒီစက်ကိုနှိပ်လိုက်ပြီးဆိုတော့သူထွက်လာပါပြီအိမ်မှာပဲလွယ်လွယ်ကူကူလှုပ်တောက်လို့ရတဲ့ coffee လေးပါ coffee set လေးတော့ရှိထားဖို့လိုပါတယ်နော်ဟုတ်ကဲ့တအားကိုလွယ်ကူရရှင်းပါတယ်ဗီဒီယိုကိုစုံထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီ set တစ်စုံလုံးစာရဲ့ဈေးနှုန်းက2သိန်းခွဲပါကျွန်တော်စီကနေမာယူအားပေးလို့ရပါတယ်ကျေးဇူးပါဘိုင်ဘိုင်